အားလုံးပဲမင်္ဂလာပါရှင်အမ်တို့ဒီနေ့ဆိုင်ရဂျီအိုအရသာနဲ့တော်တော်လေးကိုဆင်ပြီးတော့အရန်စားလို့ကောင်းတဲ့ဂျီအိုနဲ့ဂျီအိုစီချက်လေးကိုလုပ်စားရအောင်နော်ဂျီအိုမှာလေဂျီအိုပြုတ်ရည်လေးကအသက်ပဲပေါ့နော်ဒူးရိုးလေးတွေကိုသုံးရင်ပို့ပြီးတော့ကောင်းပါတယ်အမ်ကတော့ဒီလိုမျိုးခဲထားတဲ့ဒူးရိုးလေးတွေပဲဝယ်လာတယ်ပေါ့နော်ဂျီအိုဟင်းရဖြူဖြူလေးရဖို့လေအမ်ကဝက်လက်အသားလေးတွေကိုလည်းနည်းနည်းထည့်ပြီးတော့ပြုတ်ပါတယ်သူကပြုတ်လိုက်ရင်ကော်လက်ဂျင်လေးတွေထွက်လာပြီးဟင်းရည်လေးကိုဖြူဖြူလေးဖြစ်စေတာပါနော်အမ်တို့အမြုပ်နေအကုန်လုံးထွက်သွားအောင်လို့လေအရင်ဆုံးတည်ရည်ပြုတ်ပေးပါမယ်နော်ရေကိုပြည့်မထည့်ပဲနဲ့ရေနည်းနည်းနဲ့9မိနစ်10မိနစ်လောက်ပွက်ပွက်ဆူလာတဲ့ဒီတည်ပေးပါမယ်ရှင်အမြုပ်နေအကုန်လုံးထွက်သွားပြီဆိုတော့မှလေအိုးရောအယိုးတွေရောရေလေးတိချပြန်ပြီးတော့ဆေးလိုက်မယ်ပေါ့နော်ပြီးတော့မှအယိုးတွေရောဝက်လက်တွေရောတစ်ခါပြန်ထည့်ရေကို2လီတာခွဲလောက်ထည့်ပြီးတော့ပြန်တည်ပါမယ်အရသာအတွက်ကတော့စားရည်တကြားရည်အချိုးမုံရည်ပဲထည့်ပါမယ်တခြားဘာမှထပ်ထည့်ဖို့မလိုပါဘူးရှင်ဒါလေးကတော့ပြုတ်ထားတနားရှိသွားပြီပေါ့နော်ရေလေးကိုပြည့်အောင်ပြန်ပြီးတော့ထည့်လိုက်ပါမယ်ပြီးတော့ရင်ကတော့အဖုံးလေးဖုံးပြီးတော့နောက်ထပ်ထပ်တည်ပါမယ်နော်ဟင်းရည်လေးကိုလေမကြာခဏတော့ပြီးတော့မှွေပေးပါရှင်ပြီးတော့ရင်မီးကိုလည်းအရင်အပြင်းမလုံးနဲ့ပေါ့နော်အလဲအလက်လောက်လေးနဲ့ပဲတည်ပေးပါတကယ်လို့ဟင်းရအရင်စူပြီးတော့ဝေကြရဲဆိုရင်လေအဖုံးတဝက်လောက်ပဲအုပ်ပေးပါနော်အဖုံးလေးအုပ်ပြီးတော့မှဟင်းရအယောင်လေးကလည်းပိုပြီးတော့ဖြူလာမှာပေါ့နော်ငါစုပေါင်း4နာရီလောက်တဲလိုက်ပါတယ်သူကကြတဲလေးဟင်းရပိုချိုလေးပေါ့နော်ရေလေးခန်းသွားရင်ရေနွေးလေးကိုပြန်ပြီးတော့ဖြေလိုက်အဖုံးလေးအုပ်လိုက်တစ်ချက်မှွေပေးလိုက်နဲ့အဲ့လိုမျိုးလေးတဲပေးပါရှင်တကယ်လို့ကိုကအချိန်မရဘူးဆိုလဲ2နာရီလောက်တဲလဲရပါတယ်နော်ဒါလေးကကြတော့4နာရီပြည့်သွားတဲ့အနေထားလေးပေါ့နော်အယိုးလေးကနူးလာပြီးတော့အယိုးတက်တက်သားတက်တက်ဖြစ်သွားပြီးဟင်းရင်လေးကလည်းတော်တော်လေးဖြူနေပါပြီအဲ့ချိန်မှာပဲငါမီးကိုမှိတ်ပြီးတော့စကားလေးနဲ့အုပ်ထားပြီးတော့အခန်းပူချိန်မှာပဲတညထထားပါမယ်ရှင်ဒါလေးကနောက်နေ့မနေ့ရောက်သွားပြီပေါ့နော်ဟင်းအယောင်လေးကလည်းဂျီယိုဟင်းလေးနဲ့တော်တော်လေးတူနေပါပြီအမတို့တခြားပစ္စည်းလေးတွေစပြီးတော့ပြင်ကြမယ်နော်ဂျီယိုရဲ့နောက်ထပ်အသက်တစ်ခုဖြစ်တဲ့ဂျီယိုအသားလုံးလေးလုပ်ဖို့ဆိုရင်အစီပါတဲ့ဝက်ကြိတ်သားလေးလိုပါတယ်ပြီးတော့ရင်ငဖယ်လေးလည်းလိုပါတယ်ရှင်ဝက်သားနဲ့ငဖယ်ကို4စတစ်စသုံးပေးပါမယ်ရှင်ငါဒီမှာဝက်ကြိတ်သားကို800 gram ငဖယ်ကို200 gram သုံးထားပါတယ်နော်ပေါင်ပစ္စည်းအတိအကျကိုcaption မှာလည်းရေးပေးထားမယ်เนาะအရင်ဆုံးကတော့စလုံးကြီးကြီးတစ်လုံးထဲမှာဝက်ချိတ်သားလေးတွေရဲ့ငဖယ်လေးကိုထည့်လိုက်ပါမယ်အရသာအတွက်ကတော့တကြားကိုထမင်းစားစုံ2စွန်းစားကိုထမင်းစားစုံ1စွန်းခွဲအချိုမှုန့်ကိုလက်ဖက်စားစုံ1စွန်းနဲ့ကြက်ဥအကာကြီးပဲ2လုံးရဲ့ကော်မှုန့်ကိုထမင်းစားစုံ9စွန်းထည့်ပါတယ်ငြုတ်ကောင်းကိုလက်ဖက်စားစုံ1စွန်းနဲ့နှမ်းစီကိုလက်ဖက်စားစုံ2စွန်းလောက်ထည့်ပါတယ်ရှင်ပြီးတော့ရင်ကတော့အားလုံးသမသွားအောင်နေပေးလိုက်ပါเนาะအသားလေးတွေကလေနေနဲ့စီစီလေးဖြစ်လာပါလိမ့်မယ်เนาะငဖယ်ထည့်ထားလို့လည်းပါပါတယ်ကိုကနေရင်းနဲ့အသားကပိုပြီးတော့စီးလာပြီဆိုရင်တော့အမျိုးပုံမှန်ငဖယ်ကြော်ရင်ပေါက်တလို့မျိုးပေါက်ပေးပါရှင်ငါအသားလုံးလေးကိုပို့ပြီးတော့လှုပ်ထားတာပေါ့နော်နောက်ရက်ပါထားပြီးတော့စားလို့ရအောင်လို့ပါဟင်းရင်နဲ့ကြံတဲ့ပါဝင်ပစ္စည်းလေးတွေကတော့9ယောက်စာလောက်ကိုမှန်းပြီးတော့လုံနေရပါရှင်အဲ့တော့9ယောက်စာလောက်ဆိုရင်ဒီအသားကိုလည်းတစ်ဝက်လောက်ပဲလုံလဲရတယ်ပေါ့နော်ရတာနေပြီးသွားတဲ့အသားလေးတွေကိုလေ plastic wrap လေးနဲ့အုပ်ပြီးတော့ရေခဲတစ်တာရိုးအကန်ထဲမှာအနည်းဆုံး2နာရီလောက်နှက်ထားပေးပါရှင်ပို့ပြီးတော့ကြာ2နာရီတော့ပိုကောင်းပါတယ်အိမ်ုံဧည့်သည်ဘာညာလာမယ်ဆိုရင်လေအသားတွေကိုကြိုပြီးတော့1ရက်2ရက်လောက်နှက်ထားလေရပါတယ်နော်အသားကိုရတာနှက်ပြီးသွားရင်တော့ငဖယ်လုံးလေးကိုလည်းရတာနေပါမယ်နော်စားအချိုမုံငရုတ်ကောင်းမုံပြီးတော့ကော်မုံရဲ့ကြက်ဥအကာလေးတစ်လုံးရဲ့နှမ်းစီလေးနည်းနည်းလေးထည့်ပြီးတော့နေပေးပါမယ်ရှင်မြန်မာနိုင်ငံငဖယ်အစ်စ်လေးတွေဆိုရင်တော့ဒီလောက်ဆိုရင်ရတယ်ပေါ့နော်ဒီငဖယ်လေးကတော့နည်းနည်းလေးညှိပါတယ်အဲ့တော့ဂျင်းရည်လေးနည်းနည်းလေးညှစ်ထည့်ပေးရင်လည်းပို့ပြီးတော့ကောင်းပါတယ်ရှင်ငါကပိုမွှေးအောင်လို့ပစွန်ချောင်းမုံလေးနည်းနည်းလေးလည်းထည့်လိုက်ပါသေးတယ်မကြရင်လည်းမထည့်လို့ရပါတယ်เนาะပြီးတော့ရင်ကတော့စီစီလေးဖြစ်သွားအောင်လို့ပေါက်ပေးလိုက်ပါမယ်ဒီငဖယ်လေးကလေငဖယ်ချစ်အစ်စ်ထက်စားရင်9ချစ်နဲ့ပို့ပြီးတော့ဆင်နေပေါ့เนาะအဲ့တော့ကြာလေးပေါက်ပြီးတော့မှစီစီထုတ်ထုတ်လေးဖြစ်လာတာပါเนาะငဖယ်လေးကိုလည်း plastic wrap လေးနဲ့အုပ်ပြီးတော့ရေခဲတစ်တာထဲမှာအရသာနှပ်ပေးလိုက်ပါမယ်ရှင်ပြီးရင်ကတော့ဥမာကြီးလေးလက်ထဲမှာဆိုတော့ဥမာကြီးကိုစီးနီးလေးတစ်ခါလေးပြပြလိုက်မယ်เนาะဥမာကြီးကိုပြောင်းပြန်လှန်ပြီးတော့လေဟင်းချက်တဲ့စီလေးနည်းနည်းလေးထည့်ပြီးတော့အကြည့်ချွဲတွေပျောက်သွားအောင်လို့တေချာလေးနေပေးလိုက်ပါမယ်အဲ့မှာအထဲမှာရှိနေတဲ့အစီတွေကိုလည်းတနိုင်သမျှဆွဲပြီးတော့ခွာလိုက်မယ်ပေါ့နော်စီနဲ့နေပြီးသွားပြီဆိုရင်အမတို့ရေနဲ့တစ်ခေါက်တေချာလေးဆေးပေးပါမယ်ပြီးသွားရင်ကတော့အနံ့သက်တွေပို့ပြီးတော့ပျောက်သွားအောင်လို့ကော်မုန်းနဲ့တစ်ခေါက်ထပ်နေပါမယ်နော်3-4မိနစ်လောက်ထားပြီးတော့ရေဆေးလို့ရပြီပေါ့နော်ရေဆေးရဲ့အချိန်မှာလည်းကျန်တဲ့အစီလေးတွေကိုအကုန်လုံးဆွဲခွာလိုက်ပါတယ်
ပြီးရင်ကတော့ဒဲဦးထဲမှာခဏလောက်အိုးကင်းပူတိုက်ပေးတယ်ပေါ့နော်ဟိုဘက်ဒီဘက်လှန်ပြီးတော့အိုးကင်းပူတိုက်ပြီးသွားပြီဆိုရင်တော့ဒီလိုဓားလေးနဲ့ကြံတဲ့အစီတွေဝါနေတဲ့နေရာလေးတွေအကုန်လုံးချစ်ချလိုက်ပါတယ်ရှင်ဒါလေးက embroidery တင်ပေးထားတဲ့အိမ်မှာလုပ်တဲ့နီးလေးပေါ့နော်တကယ်လို့အသေးတို့ဦးကြိုတို့နှလုံးတို့ထည့်ခြင်းနဲ့ဆိုရင်တော့လေသူတို့ကိုရင်နွေးပပွက်ဆူတဲ့အထဲမှာခဏလောက်ရင်နွေးဖြောလိုက်ရင်ရပါတယ်ပြီးတော့မှအရသာနေပေါ့နော်ဥမာကြီးလေးကိုအရသာနေဖို့ကတော့တကြားခရူစီစက်သားမုံပဲငံပြားကြီးအနောက်တိုးနဲ့နေထားပါတယ်။ဒေဝတစ်လုံးထဲမှာလေးစီလေးရဲ့တကြားနည်းနည်းရဲ့ကရဝေးရွက်ရဲ့နည်းနည်းပွင့်လေးတစ်ပွင့်ရဲ့ကိုအရင်ဆုံးကြော်ပြီးတော့တကြားတွေအယောင်ပြောင်းလာပြီဆိုတော့မှအရသာနေထားတဲ့ဥမာကြီးကိုထည့်မှာပါ။ဥမာကြီးကိုခဏလောက်မှွေကြော်ပြီးတော့ဥမာကြီးရဲ့အယောင်လေးကပါညညလေးဖြစ်လာပြီဆိုတော့မှရေမြုပ်အောင်ထည့်ပြီးတော့ချက်တဲ့အထိတည်ပေးပါမယ်နော်အငါလေးဒီဥမာကြီးကိုဝတ်သားတို့ထိုးချက်တဲ့လိုလေးချက်နေရပါနော်တကယ်လို့ဒီလိုမလုပ်ချင်ဘူးဆိုရင်ခုနကတန့်စင်ပြီးရနဲ့ရင်နွေးရဲမှာထည့်ပြီးတော့ချက်တဲ့အထိပြုတ်လို့ရပါတယ်ဝရိုးပြုတ်ရည်ထဲမှာလေကလီစာတွေကိုအစိမ့်လိုက်ကြီးထည့်ပြီးတော့မပြုတ်ပါနဲ့နော်ဂျီယိုဟင်းရဲ့အရသာလေးပြောင်းတော့မှာဆိုလို့ပါမာကြီးလေးလက်ချက်ပြီးသွားပြီဆိုရင်တော့လေဟင်းရည်လေးကိုပြန်ပြီးတော့ဆူလာအောင်တည်ပြီးတော့အရသာလေးပြင်ပါမယ်ရှင်။တခြားစားနဲ့အချိုမုံကိုနှစ်သက်သက်လို့ထည့်လို့ရပါတယ်။ဒါမဲ့တခြားဟိုတော့နည်းနည်းပိုထည့်ပေးပါအချိုကိုလေးဖြစ်နေအောင်ပြင်ပေးထားပါနော်။ပြီးရင်တော့စီချက်လေးစားချက်ပါမယ်ရှင်။ဒဲဦးထဲမှာစီထည့်ပြီးတော့ကြက်အရေကွန်ဒါမှမဟုတ်ရင်ဝက်အစီလေးကိုထည့်ပြီးတော့အရင်ကြော်ပေးပါနော်။ငါတို့ဒီမှာကြက်ရေခွန်လေးကိုသုံးထားပါတယ်ကြက်ရေခွန်လေးကိုကျွတ်လာတဲ့အထိကြော်ပြီးတော့ပြီဆိုရင်တော့ခဏဆယ်ထားလိုက်ပေါ့နော်ပြီးတော့ရင်နုံနုံဆင်ထားတဲ့ကြက်သွန်ဖြူလေးတွေကိုထည့်ပြီးတော့ကြော်ပေးပါမယ်ကြက်သွန်ဖြူလေးမထည့်ခင်လေမီးလေးကိုလျှော့ထားပြီးတော့မီးလေးအေးလေးနဲ့ကြက်သွန်ဖြူစီချက်လေးကိုချက်ပေးပါနော်မကျွတ်ကျွတ်လေးရလာပြီဆိုရင်ဒီလိုစကားလေးနဲ့စစ်ပြီးတော့စီတက်တက်ကြက်သွန်ဖြူအဖက်တက်တက်ဖယ်ထားပါမယ်ရှင်ကြက်ရေခွန်လေးတွေကိုတော့စီထဲမှာပြန်ပြီးတော့စိမ်ထားပေးပါနော်ဒါလေးကစီချက်အဖက်လေးတွေရဲ့စီချက်စီလေးရဲ့ခွဲထားတာပါပြီးတော့ငုံလေးရဲ့ပဲပြားလေးရဲ့လည်းပြင်ထားတယ်ကြာစံလေးကိုလည်းပြင်ထားပါတယ်ကျေးဦးထဲမှာထည့်မဲ့အရွက်လေးကိုတော့လေဒီချိုက်စင်းလေးကိုငါဝယ်ထားပါတယ်သူကရန်ကုန်ကကျေးဦးထဲမှာထည့်တဲ့အရွက်နဲ့တော်တော်လေးစင်နေပေါ့နော်အရသာကတော့အဲ့ရွက်လောက်မခါပါဘူးကြာစံကိုတော့15မိနစ်ကနေမိနစ်20လောက်အထိပဲရေစိမ်ထားပါတယ်နော်ဒါဆိုရင်ကျေးဦးအချင်းလေးလောက်ကြမယ်နော်မကြီးအနှစ်လေးကိုထမင်းစားစွန်း2စွန်းထည့်ပါတယ်ထညက်လေးနည်းနည်းရဲ့ရေလေးနည်းနည်းထည့်ပါတယ်ငရုတ်စီကိုတော့ဒီစရီရာချာဆော့စ်လေးကိုသုံးပါတယ်သူ့ကိုထမင်းစားစွန်းနဲ့9စွန်းထည့်လိုက်တယ်ပေါ့နော်တကယ်လို့မကြီးရေမထည့်ချင်ဘူးဆိုရင်လည်းငရုတ်စီတစ်မျိုးနဲ့ပဲလုပ်လို့ရပါတယ်ပြီးရင်တော့microwave လေး2မိနစ်လောက်လုပ်ပေးလိုက်တယ်ပေါ့နော်အဲ့ဒါပြီးသွားတော့မှငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူလေးတွေကိုကြိတ်ထားလေးထည့်ပေးလိုက်ပါတယ်ရှင်ဒါဆိုရင်ကတော့ကျေးဦးချင်းလေးရပါပြီ microwave မလုပ်ဘဲနဲ့မီးဖိုပေါ်မှာခဏကြိုပေးလေရတယ်ပေါ့နော်အရင်ကစားလို့ကောင်းတဲ့အချင်းလေးပါအားလုံးလည်းပြင်ဆင်ပြီးပြီဆိုတော့လေကျေးဦးလေးစားလို့ဖို့ပဲကြံပါတော့တယ်အရင်ဆုံးကျေးဦးစီချက်လေးလုပ်ပါမယ်နော်ဆိုင်နေမှာလို့လေတပွဲချင်းစီပြင်တာကတော့ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ဟင်းရည်ဦးအကြီးတွေကဟင်းရည်တွေကိုဒီလိုစကားလေးနဲ့စစ်ပြီးတော့ဦးသေးသေးလေးတစ်လုံးထဲမှာထည့်ပေးလိုက်ပါမယ်အစာပလာတွေထည့်ပြီးတော့မပြုတ်ခင်စီချက်အနှစ်လေးကိုအရင်ဆုံးလှုပ်ထားပါမယ်နော်စလုံးကြီးကြီးလေးတစ်ခုထဲမှာစီချက်အစီလေးတွေကိုထမင်းစားစွန်းတစ်စုံခွဲထည့်ပါမယ်စီချက်အဖက်လေးကိုလည်းနည်းနည်းလေးထည့်လိုက်ပါမယ်နော်ပဲငှက်ပြားကြီးအကြီးကထမင်းစားစွန်းနဲ့တစ်စုံထည့်ပါမယ်ပဲငှက်ပြားကြီးအနောက်ကတော့နည်းနည်းလေးပဲထည့်ပါမယ်နော်ပြီးတော့နှမ်းစီလေးနည်းနည်းထည့်မယ်ကြက်သားမုံထည့်မယ်တကြားထည့်မယ်ငြုပ်ကောင်းလေးထည့်ပြီးတော့တခြားလေးမှွေထားပေးလိုက်ပါမယ်စီချက်နှစ်လည်းပြင်ပြီးပြီဆိုရင်တော့အသားလေးတွေနဲ့ကျန်တာလေးတွေစပြီးတော့ပြုတ်လို့ရပါပြီရေခဲတစ်တားရကနေပြီးတော့နှက်ထားတဲ့အသားတွေကိုထုတ်လိုက်မယ်ပေါ့နော်ပြီးတော့ဒီလိုဇွန်းလေးနှစ်ချောင်းကိုရေလေးထဲမှာစိမ့်ပြီးတော့ဒီလိုအသားလုံးလေးတွေကိုပုံစံဖော်ပေးလိုက်ပါတယ်ဆိုင်နေမှာလို့လေရှိလေးပေါ့နော်အဲ့လိုလေးရအောင်ဇွန်းလေးနှစ်ချောင်းသုံးလိုက်တာပါဒီတိုင်းပဲလက်နဲ့လည်းလုပ်လေရပါတယ်နော်အသားလုံးလေးကိုပုံဖော်နေနဲ့ဇွန်းလေးတွေကကတ်လာတဲ့ဆိုရေထဲမှာခဏစိမ့်ပေးပေါ့နော်ပြီးတော့ရင်ကတော့ဇွန်းလေးနှစ်ချောင်းနဲ့ဟိုဘက်ဒီဘက်ဒီလိုမျိုးလေးလှိမ့်ပြီးတော့ပုံလေးဖော်ပေးလိုက်ပါရှင်ပြီးရင်ကတော့ခုနတပွဲစာလေးပြင်ထားတဲ့ဟင်းရည်ထဲမှာထည့်ပြီးတော့ပြုတ်ပေးလိုက်ပါမယ်ဟင်းရည်ကိုအရန်စုပွက်တဲ့ဒီမတည့်ပဲနဲ့လေမစုတဆူလေးပေါ့နော်ဟင်းရည်လေးကပူနေတယ်ဆိုရုံလေးအဲ့အချိန်လေးမှာသားလုံးလေးတွေကိုပြုတ်ပေးပါနော်ငဖယ်လုံးလေးတွေကိုလည်းဒီလိုမျိုးနှစ်သက်ရဆိုင်လေးလုံးပြီးတော့ထည့်ပြီးတော့ပြုတ်ပေးလိုက်ပါနော်အသားလုံးလေးတွေရောငဖယ်လုံးလေးတွေရောဟင်းရည်ပေါ်မှာဘောလုံးလေးပေါ်လာပြီဆိုရင်ဒါစပြီးတော့ကြက်နေပြီပေါ့နော်အဲ့ချိန်မှာအရွက်လေးကိုမြန်လေးခတ်ပေးလိုက်ပါတယ်ငုံလေးနဲ့ပဲပြားလေးတွေကိုပါတစ်ခါတည်းထည့်ပေးလိုက်တယ်ပေါ့နော်ခဏလောက်ထားပြီးသွားပြီဆိုရင်တော့အကုန်လုံးဆယ်လိုက်ပါတယ်ပြီးတော့မှကြာစံအောင်တက်ထည့်ပြီးတော့ပြုတ်ပါတယ်ရှင်ကြာစံကလည်းအကြာကြီးပြုတ်ဖို့မလိုဘူးပေါ့နော်မိနစ်အနည်းငယ်လောက်ပဲပြုတ်ပြီးပြီဆိုရင်သူ့ကိုလည်းဆယ်လိုက်လို့ရပါပြီကြာစံအောင်မှာအသား
သားလုံးနေနဲ့တခါရေးထည့်ပြုတ်လဲရပါတယ်နော်ပြုတ်ပြီးတော့ဂျန်ဒီဟင်းရည်လေးကိုတော့စီချက်နဲ့တွဲစားဖို့ဟင်းရည်လေးအနေနဲ့သုံးပါပါရှင်ပြုတ်ထားတဲ့ကြာစံတွေရောအသားလုံးတွေရောကိုခုနအနှစ်နေထားတဲ့စလုံးထဲမှာထည့်လိုက်မယ်ပေါ့နော်ချက်ထားတဲ့ဥမာကြီးလေးကိုပါထည့်လိုက်ပါမယ်ပြီးတော့ရင်ကတော့အကုန်လုံးကိုနှံ့တော့အောင်လို့နေပေးလိုက်ပါရှင်အားလုံးနှံ့သွားပြီဆိုတော့မှပွဲပြင်မဲ့ပကံတွေကိုထည့်အပေါ်ကနေပြီးတော့စီချက်အဖက်လေးထပ်ပြီးတော့ဖြူပြီးတော့စက်တုံမိတ်လေးပါဖြူလိုက်ရင်တော့တကယ်ကိုဆိုင်မှာစားရတယ်လို့ပဲစားလို့ကောင်းတဲ့ကြေးဥစီချက်လေးကိုရပါပြီရှင်ကြေးဥစီချက်လေးရပြီဆိုတော့အမနိုကြေးဥအရေးလေးကိုပွဲပြင်ရအောင်နော်ခုနကလိုပဲတပွဲစာလေးကိုဟင်းရည်လေးကိုတက်ခွဲပြီးတော့အိုးလေးတသေးလေးနဲ့တည်ထားပါတယ်ပြီးတော့ရင်ကတော့အသားလုံးလေးတွေနဲ့ငဖယ်လုံးလေးတွေကိုထည့်လိုက်ပါမယ်နော်အသားလုံးနဲ့ငဖယ်လုံးလေးတွေထည့်ပြီးသွားပြီဆိုရင်ငုံဥတို့ပဲပြားတို့ပြီးတော့ကြာစံတို့ကိုပါတခါရေးထည့်လိုက်ပါမယ်နော်အရသာဘာမှထပ်ပြီးတော့ထည့်စရာမလိုတော့ဘူးပေါ့နော်ခုနရဲ့အငါဟင်းရည်ကိုတခါရေးအရသာပြင်ပြီးသားဆိုတော့လीအရွက်လေးကိုအရင်နွမ်းမသွားအောင်လို့နောက်ဆုံးကြမှာခတ်ပေးလိုက်တယ်ပေါ့နော်ပြီးတော့ခဏလေးစူအောင်တည်ပြီးရင်တော့ကြေးဥအရည်လေးရပါပြီအယိုးပြုတ်ရည်တွေကိုလေဒီလိုမျိုးအသားလုံးတွေငဖယ်လုံးတွေအရွက်တွေကြာစံတွေထည့်ပြီးတော့ပြုတ်လိုက်တဲ့အချိန်ကြမှာကြေးဥအနှံပို့ပြီးတော့ထွက်လာတာပေါ့နော်ဟင်းပြုတ်တဲ့ချိန်မှာလည်းပြောတာတွေကလွယ်ရင်ကျန်တဲ့ဟင်းခန့်ငွေကြိုင်နေမထည့်ပါနဲ့ရှင်ကြေးဥအနှံလေးမထွက်မှာဆိုလို့ပါနော်ကြေးဥရည်လေးကိုလည်းလေပကံလေးထဲမှာထည့်ပြီးတော့အပေါ်ကနေချက်သွန်မိတ်တုံမျိုးကောင်းလို့နှစ်သက်ရအောင်ဖြူစားလို့ရပါတယ်နော်ဒါဆိုရင်တော့အရန်စားလို့ကောင်းတဲ့ကြေးဥအရည်နဲ့ကြေးဥစီချက်လေးရပါပြီเนาะအသားလုံးလေးဆိုရင်လည်းလေအရသာရောအနံ့ရော texture ရောဆိုင်မှာစားရတယ်လို့ပဲအရန်ကိုစားလို့ကောင်းတာပါဒါလေးကတော့နောက်နေ့မှာ2ယောက်စာလောက်ကျန်တာလေးကိုပြုတ်စားနေရလေးပါအိမ်မှာလှုပ်စားကြည့်ကြပါအောင်เนาะဒါဆိုရင်နောက်ဗီဒီယိုကြမှာပြန်တွေ့ပါမယ်ရှင်